Hello guys, welcome back to my channel. ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဘာယူပြသွားမလဲဆိုရင်တော့ကျွန်တော်သူမရဲ့နှလုံးသားလေးကိုကျွန်တော်ယူပြသွားမှာဖြစ်ပါတယ် What? Bro, what are you talking about, man? ဟဲကျွန်တော်စတာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ယူပြသွားမယ့်ဟာတော့ကျွန်တော် Dragon Talent ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော် Dragon Talent ကိုရအောင်ယူပြသွားမှာဖြစ်ပါတယ် brother အနေနဲ့ Dragon Talent လိုချင်လို့ရှိရင်တော့ brother အနေနဲ့ Dragon Break ကို Mastery Level 400ထိရောက်ဖို့ထိတော့လိုပါတယ်ကျွန်တော်တို့ Dragon Break လိုချင်လို့ရှိရင်တော့ကျွန်တော် C2 ကိုပြန်ပြီးတော့တွားပါမယ်ကျွန်တော်ဒီမှာ C2 ကကျွန်တော်ဒီအဲ့နရန်ကြီးတွေရဲ့အပေါက်လေးတွေထဲမှာသူကရှိပါတယ်ဗျအဲ့စာကိုရှိပါတယ်အဲ့စာကိုရှိရကျွန်တော်ဝယ်ရုံပါပဲကျွန်တော်ဒီမှာရှာထားတာကြောင်ပြောက်ပါတယ်ကျွန်တော်မှတ်မိတော့ပါအခုဆိုရင်ကျွန်တော်ဒီကောင်းကိုတွေ့ပြီပေါ့ဗျာကျွန်တော်ဒီကောင်းကိုတွေ့ပြီးလို့ရှိရင်ကျွန်တော်ဒီ Dragon Break ကိုMastery Level 400ထိကျွန်တော်တင်ပါမယ်ကျွန်တော်တင်ပြီးသွားရင်ဘာသာလုံးနဲ့ပြန်တွေ့ပါမယ်ဒီမှာတော့ကျွန်တော်ဒီမှာတော့ဟိုအယိုး900ပြည့်သွားတော့ကျွန်တော်10ကောင်တခါတန်းနိုင်လို့ရပြီပေါ့ဗျာအဲ့တော့ let's go okay ကန်ကောင်းကျွန်တော်တို့Dragon Talent ယူဖို့အတွက်ဟိုပါရသွားနိုင်တယ်တခါလေးဒီလုံးမှာတခါလေးကျွန်တော်ဒီလုံးမှာတခါလေးရသွားနိုင်တယ် okay နိုင်မယ် let's go okay ကျွန်တော်တစ်ချိန်ကိုအယိုး90ပေးရရဗျနိုင်မယ် okay money ပေးတယ် come on let's go okay ESP နဲ့စပါတော့မှာတော့ level max နေOkay, money ပေးထပ်ပေးတယ် okay ရတယ်ဘာမှဖြစ်သေးဘူးရငါမှအေး350ရောပြန်ပြီ Oh shit ကျွန်တော်တန်းရသွားပြီဗျရှိုးလာအောင် Sorry. မီလုံးကျွန်တော်ရသွားပြီ Oh let's go ကျွန်တော်မီလုံးရခဲ့ပြီပေါ့ဗျာဟူးဟူးအဲ့ဆိုရင်ကျွန်တော်တို့ဟိုတော့လို့ရပြီပေါ့နော်ကျွန်တော်တို့ Hydro Ice တွားလို့ရပြီ Hydro Ice ရဲ့ရှိမှကျွန်တော် Dragon Talent ဝယ်ရမှာပေါ့ဗျာဆိုရင်ကျွန်တော်တွားရလို့ကျွန်တော်ထိမ့်ပြီးသွားမယ်အနေများတယ်ဗျကျွန်တော်မသေးဘူးရေးကြည့်ရဒီစားပါမှာကြော်တယောက်တည်းပဲရှိရဗျကျွန်တော်ဒီစားပါထွက်လို့မရဘူးဗျအော်အေးပါကွာ Hydro Ice နဲ့ဟိုကသွားလို့ရတယ်เนาะကျွန်တော်မေ့နေရပေါ်တယ်ကနေသွားလို့ရကျွန်တော်မေ့နေရကန်ကောင်းတယ်ဟိုကျွန်တော်ရမယ်လို့တော့မတင်ဘူးဗျကျွန်တော်နော်နေဟို9ခါလုံးနဲ့ရသွားတာ Oh my god ကျစ်စင်အေးဒါဆိုရင်တော့ကျွန်တော်ထဲလောက်ကျွန်တော်ရတော့မှာပေါ့ဗျာဒီကျွန်တော်ဒီအပေါ်သွားမှာပေါ့နော် Okay ဟောဒီကိုရောက်ပြီဆိုရင်ကျွန်တော်ဒီကောင်းစီမှာဝယ်ရမှာဖြစ်ပါတယ် Okay Start. Oh shit. Oh no. ချိုးလာအောင်ဗျာကျွန်တော်ပတ်စံလို့နေအဲ့အတွက်ကြောင့်ကျွန်တော်ပတ်စံစူးရမယ်ကျွန်တော် fragment fragment ကိုပတ်စံအောင်နေဆိုတော့ကျွန်တော်မှမရှိသေးဘူးအဲ့တော့ကျွန်တော်ဘယ်လိုလုပ်အောင်ဒါတော့ပေးသွားရင်တော့ကျွန်တော်လာဝယ်ရုံပဲနော်ဟုတ်တယ်ပေါ့ကျွန်တော်လာဝယ်ရုံပဲဒါပေမဲ့ကျွန်တော် money ရော fragment ကိုမရှိဘူးဆိုတော့ကျွန်တော် money fragment ထွေးမိကြော်ပြန်လာခဲ့ပါမယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ပတ်စံလည်းပြည့်သွားပြီဆိုတော့ကျွန်တော် Dragon Talent ကိုဝယ်တော့မှဖြစ်ပါတယ် Oh shit ဝယ်တာတော့မှရွေးဖို့မဝယ်ဘူးဗျာရှိုးလိုက်အောင်သူ့ရဲ့ကျွန်တော်တို့ visit အတက်ကိုစမ်းကြည့်ပါမယ် Oh မရယ်ဗျာကျွန်တော်တို့6ထောက်အရာလေးတို့ဘာလေးလို့ ਨੇ Dragon 6ထောက်အရာလို့ပဲဗျလုံးဝမိုက်တယ်ပြီးတော့ကျွန်တော်တို့
Dragon Talent ကိုကျွန်တော် Mystery Level တွေတင်ပြီးရင်ကျွန်တော်ပြန်တွေ့ပါမယ် Set Mystery တင်ပြီးကျွန်တော်ပြန်တွေ့ပါမယ် Okay ကျွန်တော်ဒီတစ်ကောင်တက်ပြီးရင်တော့ကျွန်တော် Set Ability ကိုရပြီပေါ့ဗျာ V4 သုံးလိုက်အောင်လုံးဝမိုက်တယ်ကျွန်တော် Go V4 ပါဗျာကျွန်တော်ဂီးကမှားသွားတာဗျဒီပဲ Oh shit Oh လို့ရမလို့ကျွန်တော်တေချာဒီဘက်ချမ်းအောင်လုံးဝရအောင်ဟိုကစတန်သွားဂီးက Oh shit Oh အနောက်ကအပြာရောင် effect တွေပါထွက်တာလုံးဝမိုက်ပါတယ်ကျွန်တော်ဒါဆိုရင်ကျွန်တော် Ace ability ရရင်ကျွန်တော်ပြန်တွေ့ပါမယ် Dragon Talent ကျွန်တော် winning ကိုရခဲ့ပြီပေါ့နော်ကျွန်တော် Ace scale ကိုရခဲ့ပြီပေါ့ကျွန်တော် Ace scale ကိုစမ်းပြပါမယ်ဟောဟိုရော Z scale ရတော့ကျွန်တော်စမ်းပြီဆိုတော့ကျွန်တော် Ace scale စမ်းကြည့်မယ် Oh မိုက်ပါတယ်ငါးကောင်းပြစ်လိုက်တာမသိဘူးကျွန်တော်တေချာမင်းကိုကျွန်တော်ပြန်စမ်းကြည့်မယ် Okay ကျွန်တော်ဒါတော့ Z scale ပါနော်ပြီးဆိုပြီးတော့ဟုတ်လား Ace scale ဟုတ်တယ်ဗျာငါးကောင်းကြီးကျွတ်စင်ဝေကျွန်တော် C scale ရရင်ပြန်တွေ့ပါမယ်အားလုံးပဲ see you come back yo welcome back ကျွန်တော်ခုဆိုရင်တော့ကျွန်တော်C scale ကိုရဖို့အတွက်နောက်ထပ် mystery level တစ်ခုပဲလိုပါတော့တယ်အဲ့တော့ကျွန်တော်ဒီကောင်းအောင်တက်ပြီးတော့ကျွန်တော်ရပြီပေါ့နော်ဘယ်ကပါပြောက်သွားလာမင်းကငါတက်ပြီးငါ C scale ရပြီကွာဟဲ့အောင်မျိုးကောင်းနေပေးပြလာမှာကွာငါတကောင်ပဲတက်ရှင်တာလေကွာရောင်နေဖြည်းလောက်ကြပါအားရောင်မရသေးဘူးလားလို့ဆောင်းရမဆောင်းနိုင်တော့ဘူးတော့ရောင်ငါ C scale ကိုငါဆောင်းရသုံးနေပြီမျိုးကောင်းနေရောင်နေအဲ့ဒါတက်နေရောင်နေလို့မလုပ်ပါနဲ့ဟဲ့အောင်ငါတီးလုံးပြေငါတင်ဟောနာရောမှာရှိရမဟောနာ 2.5 ပါဆိုကွာမိုက်တဲ့ fighting style တခုလို့ပြောလို့ရ Okay ကျွန်တော် C scale ability ကိုရသွားပြီပေါ့ဗျာကျွန်တော် C scale ability ကိုရသွားပြီအော်ကျွန်တော်စမ်းပြီးတော့တုံးကြည့်မယ် Okay Oh shit ဆောင်းရမိုက်တယ်ဗျာဟိုပြန်ရှိုးကြည့်လိုက်အောင်ဗျာရမ်းအောင်မိုက်ပါတယ်ဟိုကအပေါ်ကြီးကိုထောင်တက်သွားပြီးတော့ No ပေါ်ကြီးကိုလုံးဝထောင်တက်ပြီးအောက်ကိုအိုင်းနဲ့အချိန်နဲ့စောင့်လိုက်ဆောင်းရမိုက်တယ်ဗျာကျွန်တော်ပြန်သုံးပြပါမယ်ကြည့်လိုက်ပါ Oh ကျွတ်စင်ဗျာလုံးဝအရန်ကိုမိုက်ပါတယ်ကျွန်တော် Dragon Talent လည်းရခဲ့တယ် Dragon Talent Mystery လည်းကျွန်တော်တင်ပြခဲ့ပါတယ်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုတွေလာတိုင်းကြည့်ရင်လည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားဖို့မေ့ကြပါနဲ့အားလုံးပဲ bye bye see you guys